Mai, piano don't say they young me only. ကဲရောင်းပေးမှာပေါ့ဗာလေးရောင်းပေးမလဲဆိုတော့လေဗာလေးရောင်းပေးရမလဲဆိုတော့ဒီမှာအခုဝတ်ထားတာလေးရောင်းပေးသွားမယ်အခုဝတ်ထားတာလေးကမင်းတို့ဒါရှီပါချိတ်ကလေးရှီပါချိတ်ကိုမှမင်းတို့ဟိုဟာသတင်းချက်မတိုင်ခင်ကလေးကနေပြီးတော့မင်းတို့စထုတ်ခဲ့တဲ့လက်ပြဒီဇိုင်းလေး one set ရှုပ်ဝတ်တာလေး customer တွေရှုပ်ဝတ်တာအရင်တော့လှလို့ပေါ့နော်မင်းရှုပ်ဝတ်ထားတဲ့လက်ပြဒီဇိုင်းတွေကမင်းတို့တန်းကားတဲ့အောင်ပြင်ပေးထားတာဖြစ်တဲ့အတွက်စက်တိုက်ထွက်မှာနော်စက်တိုက်တွေထွက်မှာဖြစ်တဲ့အတွက်ကဲအားပေးကြပါဦးချင်းလိုချင်တဲ့ကာလာလေးရှိတယ်ဆိုလို့ရှင်လဲပေါ့နော်မမေဒီမှာမင်းဝတ်ထားတာလေးဒါလက်ပြဒီဇိုင်းကိုမင်းတို့ကသူကလေလုံကြီးကွင်းတီးတန့်လေးပဲထွက်ထားဆိုတော့လေမင်းကတော့လုံကြီးနှစ်ကွင်းကိုသုံးထားတယ်one set shop ဝတ်ရှင်တဲ့သူတွေဆိုလို့ရှင်တော့လုံကြီးနှစ်ကွင်းလေးသုံးပေးပေါ့နော်တချို့ကြတော့လေကော်ပိတ်ခံဝတ်တယ်တချို့ကြတော့လေကော်ပိတ်ခံမဝတ်ကြဘူးမင်းကတော့လေကော်ပိတ်ခံဝတ်ရတာမကြိုက်တဲ့ထဲပါတယ်ဆိုတော့ဒီလိုလေးပဲပေါ့ပါလေးရှုပ်ထားတာအရင်လှတယ်လို့ကိုထင်တာပေါ့နော်ကဲမမေအလှဆုံးတွေကိုဒီဗီဒီယိုလေးတွေမှာပြပေးမှာမလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးအောင်ရှင်ကဲမမေဝတ်ထားရတယ်တစ်ထပ်သေးလေးလိုချင်တယ်လက်ပြဆင်လေးလိုချင်တယ်ဆိုလို့ရှိရင်เนาะနံပါတ်1ကလေးကိုယူပေးရှင်ကဲရှိတ်လိုင်းလေးဆိုလို့ရှိရင်လဲ one set ရှုပ်ဝဲအရင်အောင်လာရเนาะလက်ပြပဲလာတာမဟုတ်ချိတ်လိုင်းလေးရှုပ်ဝဲကြည့်အရင်အောင်လာပါတယ်ကဲဒါလေးကတော့နံပါတ်2ရှင်ကဲမမေအရင်ကို one set ရှုပ်ဝဲရှင်နေတဲ့ကာလာလေးကျင်းရင်စိမ့်လေးဒါလေးကတော့နံပါတ်3ပါရှင်ခဲပြလွန်လေးဆိုလို့ရှိရင်เนาะနံပါတ်4လေးယူရှင်ကဲလွန်လေးအရင်ကိုလာတယ်เนาะဒီညိုဆူလေးကိုလေ one set show ပဲမင်းတို့ one set show အရင်ကိုလာတယ်ကဲဒါလေးကတော့နံပါတ်5ရှင်ကဲနင်းစီကိုကာလာနက်ပြလေးထွက်ပါပြီသူလဲ one set show ပဲလဲလာတယ်အဘောကဇာလေးတွေနဲ့ show ဝင်လဲအရင်ကိုလာစေတယ်နံပါတ်6ပါရှင်ကဲအရင်ကိုကြိုက်တယ်နောက်ထပ်တစ်ယောက်ကတော့ဒီမှာကြည့်လိုက်အရင်ကိုကြိုက်ခဲ့တော့ဒါလေးကတော့နံပါတ်7ပါရှင်ကဲဒီဇိုင်းတက်ဆိုလို့ရှိရင်နံပါတ်8ကလေးယူရှင်အစင်အရင်ကိုလာရရှင်ကဲလင်းလေးဆိုလို့ရှိရင်เนาะနံပါတ်9လေးယူပေးရှင်ကဲမဝဲလိုက်ပြလေးကာလာလေးဘလောက်လာလဲကြည့်လိုက်နံပါတ်10ရှင်ကဲအဖြူကလေးဆိုလို့ရှိရင်နံပါတ်11ရှင်ကဲဒါလေးကတော့အနက်ခံလေးပါရှင်ကဲ13လေးရှင်14လေးပါရှင်15လေးပါရှင်ကဲ16လေးပါရှင်17လေးပါရှင်18လေးပါရှင်ကဲ19လေးပါရှင်ကဲ20လေးပါရှင်21လေးပါရှင်ကဲလက်ပြဝိုင်းလေးပါရှင်နံပါတ်22ပါရှင်ကဲမမေပြပေးတော့တယ်ရှိပါချစ်ကလေးတွေကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်เนาะ Viber ဖုန်းနံပါတ်399443443645ကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်